ကျွန်တော်တို့ကတော့ရင်းချွန်းသဘင်သားမော်ရောက်နေပါတယ်ကျွန်တော်6ပဲဒီပဲဟန်ကန်အမြဘေးကိုသဘင်ပန်းနေမို့အတွက်ထက်လာပါတယ်သုတ်တော်ဝါသွားမယ်ဆိုတာလမ်းကြောင်းပြောင်းပြီးတော့မသွားပြတော့ပဲကြောမယ်ကိုဒီကတော့ပဲဖွေး very bad ကျွန်တော်ကိုရတာနောက်ကကိုရမှာရတာစင်းပြင်းမလားစင်းပြင်းမလားရတယ်ရတယ်တာကျွန်တော်တော့လိုက်ကဲရတွဲဖြုတ်လို့ရပြီဖြုတ်လို့ရပြီပြေးချင်းဖြုတ်လို့ရပြီနားနေတော့ကောင်းလားဒီတော့ကောင်လေးဖြုတ်သွားမှာဘိုးရင်းကြည့်လေအားလည်းသိတယ်အားလည်းမရဘူးသူနေရကဲနည်းနည်းလေးနင်းကြည့်အောင်လမ်းကောင်းတဲ့နေဘာကြီးကတုံးရချောနေအောင်ကဂလုံးလုံးနေဟမ်အောက်ကတုံးနေချောနေဂလုံးလုံး